အားလုံးပဲမင်္ဂလာပါပေါ့နော်ဆရာတို့ဒီချိန်ကြီးဖြစ်ပါတယ်ဆရာတို့ဒီနေ့ဟင်းချက်တဲ့နေရာမှာပါဝင်ပစ္စည်း၃မျိုးကိုဆရာတို့လေ့လာသွားမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကတော့ဆရာပြထားတဲ့အတိုင်းဒီမှာ GARLIC သူ့ရဲ့တန်တော့ကဆရာတို့ဘယ်လိုထွက်လဲဆိုရင် garlic နော် GARLIC garlic သူကတော့ဆရာတို့ကြက်သွန်ဖြူကိုပြောတာပေါ့နော်ကြက်သွန်ဖြူဒီဆရာတို့ကြက်သွန်ဖြူဥကြီးတစ်ခုလုံးကို garlic အဲ့လိုခေါ်တယ်ဟုတ်ပြီအဲ့ရနေကျတော့အမွှာလေးတွေခွဲလိုက်တယ်ဆိုဒီအမွှာလေးကိုကျတော့ဘယ်လိုထွက်လဲဆိုရင် CLOVE clove okay CLOVE clove အဲ့လိုအတန်တော့ဆရာတို့ထွက်ပါတယ်အဲ့တော့ကျက်သွန်မြူတူလုံးဆိုရင်ဆရာတို့က garlic နော်ကျက်သွန်မြူအမွှာလေးဆိုလို့ရှိရင်ဆရာတို့ဘာလဲဆိုရင် clove နော် clove အဲ့လိုအတန်တော့ထွက်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကြည့်အောင်နောက်ထပ်တစ်ခုကဆရာတို့က ONION သူ့ရဲ့အတန်တော့ကဆရာ onion okay ONION onion နော်အဲ့တော့ onion ကတော့ကျတော့ပုံမှန်ပြထားတဲ့အတိုင်းပဲကျက်သွန်အနီးဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဆရာတို့နောက်တစ်ခုသွားရအောင်နောက်တစ်ခုကတော့ဒီမှာ GINGER ginger နော် GINGER ginger နော်အဲ့တော့ ginger ဆိုတာကတော့သူက gin ပါပဲမြန်မာလိုဆိုလို့ရှိရင်တော့ okay ဆရာတို့နောက် lesson တွေမှာတွေ့ကြပါမယ် thank you for watching today ပါ